Hello ဒီဗီဒီယိုလေးမှာဆိုရင်တော့မမေစီမှာအသစ်ဝင်ထားတဲ့1000ကျော်တဲ့မြို့မှန်လေးတွေမမေရိုက်ပြပေးတော့မှာဖြစ်ပါရှင်1000ကျော်ဆိုတာက19900မဟုတ်ပါဘူးเนาะ1000စွန်းစွန်းလေးပါပဲရှင်ပုံမှန်မမေရောင်းပေးနေကြဈေးပတ်ဝန်းကျင်လေးတွေပဲပေါ့เนาะဝယ်ဘူးတဲ့သူဆိုသိပါတယ်မမေရောင်းပေးရဲ့ဈေးနဲ့ဒီ quality နဲ့ပေါ့เนาะတန်မတန်ဆိုတာဆိုတော့ဒီတစ်ခေါက်ရောက်ထားတဲ့မြို့မှန်ထဲမှာထူးခြားချက်ကတော့ရွေးချယ်စရာအယောင်8မျိုးတောင်ပေါ့เนาะရွေးချယ်စရာ8မျိုးတောင်ရှိပါတယ်လူကြိုက်များတဲ့အယောင်လေးတွေရောဆန်းဆန်းပြပြအယောင်လေးတွေရောပါလာတယ်ပေါ့နော်ဒီမှန်အယောင်ခိုင်းရောင်လေးဆိုတော်တော်လေးကိုမိုက်တယ်ပြီးရင်ဒီကောင်ရဲ့ဒီဇိုင်းလေးကじゃ 100% ဒီဇိုင်းလေးကိုcopy ပြန်လုပ်ထားတဲ့ဟာလေးပေါ့နော်ဆိုတော့တစ်စိတ်ပိုင်းကတော့မပါဘူးဒါပေမဲ့ဈေးအရင်တက်တာတယ်ပေးရတဲ့ဈေးနဲ့တန်တဲ့ quality ရတယ်ဒီလိုပြောမယ်အများနဲ့ထည့်လဲသုံးချင်လဲရတယ်ဒါမှမဟုတ်မျက်မှန်အကင်ကျန်းတဲ့သူတွေဆိုလဲသုံးပျော်တယ်ပေါ့နော်ဘတ်ဂျက်အနေနဲ့လဲလုံးဝရွေးချယ်လို့ကောင်းတဲ့ quality မျိုးပါဆိုတော့မမေ့စီမှာဆိုရင်တော့ရန်ကုန်ကဆိုရင်တော့အိမ်ရောက်ငွေချေရပါတယ်တခြားမြို့လေးတွေကတော့ငွေကြိုလဲပေးရပါတယ်ရှင်စိတ်ချလက်ချမှတ်လို့ရပါတယ်ဒီအတန်နဲ့ TikTok account ပေါ့နော်ဆိုတော့မမေရဲ့ Facebook page မှာလည်းမှာလို့ရတယ် Telegram နဲ့ Viber တို့မှာလည်းမှာလို့ရပါတယ်အများနဲ့အားပေးတဲ့ customer အတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်